နိုင်ငံခြားပြန်အဆိုတော် international mosque ဖြစ်ပါတယ်သူဒီဆိုမဲ့တခြင်းလေးရဲ့ခေါင်းစဉ်ကတော့အကြီးလံမယ်တဲ့စာအုပ်တခြင်းကိုအကြီးလံမယ်တဲ့ဟဲ့ Lady One တို့တတိယလေးနင်ညိုချင်းချင်းတောက်တဲ့ခါရွာလန်းတစ်ပေမှာရှာလာလာစာအုပ်တို့ငယ်ချင်းမာရဲ့ရက်ကချင်းလို့လားရှာလာလာတခြင်းလေးတန်တာတာအိုးမရောက်ထားကြပြီအိုးမတွေ့တာကြပြီအိုးရဲတတိယလိုက်တာစာအုပ်ရေဒွန်းပြီးပါပြီဘုကျွန်တော်တို့ဟာသားညီတော်များရဲ့ဒေသနာဆွေရှိုးစီစဉ်ကိုပြီးဆုံးပါပြီဘုကျွန်တော်တို့ဆက်လက်ပြီးတော့ရှုစားမှာကျွန်တော်တို့ဂျပန်နိုင်ငံမှာအိုရှင်းလေးနဲ့မြန်မာအသံနဲ့ဆွေးနွေးကံဖြစ်ပါ